Nhà bạc đó đi xem mà là nó sẽ lên mình sẽ đến nhà này thì này đó dịch hành thì này cái điều này lấy cái gì mà dịch hành thì này cho kita buat tema kita ada di sini malah sesi ini mah sekong kita nih ada kata moto ide itu itu mah dia sekong kita ga nasi itu kita di sini dah le hanya ada kita dah ya sih kalau no aja bu di sini malah misalnya ini mah kita ya jika apa ya ini kita di so we usah ada tema itu ya le yang kau kan nih ကြောက်ဖြူကိုပြန်နေထိချုံနေဖို့အတွက် AR 400ကနေ900ခန့်ပါရှိတဲ့သမာတတိစစ်ဗီဒီများနဲ့အတိအရမစုဆောင်ထားတဲ့စစ်မှုတဲ့တပ်သားတွေရှုပေါင်းပြီးတော့ကြောက်ဖြူကိုပြန်နေထိချုံနေဖို့အတွက်ရေချောင်းကနေစစ်ပို့ဆောင်ထားတာရှိတယ်ပေါ့နော်။ကြားသိရတဲ့ဒီအချက်အလက်ရဆိုတော့ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲတွင်းမှာဆိုတော့စစ်တပ်တွေကတော်လေးကိုပြည်ကြီးများပြီးတော့လဲရရဲဘော်တွေကဂျာနစ်ချီစီတယ်လို့ပဲအရခတ်တမ်းတော်ကြီးကထုတ်ပြန်ထားတာပေါ့နော်။ပြောမယ်ဆိုတော့ကြောက်ဖြူတိုက်ပွဲမှာစစ်တပ်တွေကစုဆောင်ထားတဲ့တပ်သားတွေတွေ့ကြုံမရှိတဲ့အတွက်အရခတ်တမ်းတော်ရဲ့ခုခံချင်မောအမှမှုကိုလည်းပြောလို့ရှိရင်လက်စာမရှိလောက်ပြည်စီသွားတာပေါ့နော်ဟိုစစ်တပ်ရဲ့အကျယ်တွေကလည်းအထီးခဲပြည်စုံမှုရှိတယ်လို့ပဲဖော်ပြရေးထားတာပေါ့နော်ဒါနဲ့ရခိုင်ကိုသွားဆိုင်တော့ထိမှာပဲရခိုင်ကတော့ဒီပြောရတဲ့အတိုင်းပဲဒီခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့မှာဒီမြောက်ဦးပြည်သူ့စစ်ရေးကိုသူတို့ကဒေကြောတက်ခတ်မှုလုပ်တဲ့အချိန်မှာဒီဟို30ကျော်40နီးပါးပြေးသွားတယ်ဒီကတည်းကစစ်တီကတော့ယာနဲ့ချီစီသွားတယ်အဲ့ဒီပြည်သူ့စစ်ရေးကိုတော့ခတ်တမတော်ကဒီပြည်တဲ့ခံပြင်နေပြီးတော့တုတ်ပြန်သွားမယ်လို့ပဲထုတ်ပြတဲ့အချိန်မှာပဲဒီတရုတ်ကုမ္ပဏီကအများကြီးစီးနေတဲ့ဒီကြောက်ဖြူကိုတပ်တွေကအထိမခံဘူးအားကြောင့်ကြောက်ဖြူကိုထိချုပ်ဖို့အတွက်သူတို့ကပြေးကြတယ်ဒါပေမဲ့ပြေးသွားပါပဲလေအာရခတ်မတော်ရဲ့နင်းနေဖြစ်တဲ့အတွက်အာရခတ်မတော်ရဲ့ခုခံမှုအမှာပဲစစ်တပ်တွေကကျွန်တော်ပြောတယ်လို့ပဲအယောက်50ကနေ60ကြီးပြေးတယ်ပြီးတော့လည်းဒဏ်ရာရတဲ့ရဲဘော်တွေတော်တော်လေးများတာဖြစ်တဲ့အတွက်ဒီခါမှမထုတ်တော့ဘူးတဲ့တမတ်တဲ့သူကထုတ်တော့လာပြီးဖြစ်တဲ့အတွက်တိုက်ပွဲအရင်ကတည်းကရှိလာမယ်လို့ပဲအာရခတ်မတော်ကထုတ်ပြန်တော့တယ်ဒါပေမဲ့အာရခတ်မတော်ကတော့ပြတာမှုတစ်ခုနဲ့တုတ်ပြန်တော့ဖြစ်တဲ့အတွက်သူတို့ကပြောကြတာပေါ့နော်ဒီနေ့ကျွန်တော်ဒီဆံလေးကတော့ဒီလောက်ပါပဲခင်ဗျာ